မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ကြားဖြန်ပေါ့နော်ငွေလိမ်တဲ့နီးတစ်မျိုးကျွန်တော်ပြောပြဘယ်လိုလိမ်လဲဆိုကျွန်တော်အရင်ရက်တော့ဗီဒီယိုလေးတစ်ပုဒ်တင်ထားတယ်ပေါ့နော်ဘေဒင်နဲ့ကြားဖြန်ငွေလိမ်တဲ့နီးပေါ့နော်အဲ့လိုတင်လိုက်တော့ကျွန်တော်လာပြီးပြောပြတဲ့လူတွေရှိတယ်ဘေဒင်နဲ့လည်းအလိမ်ခံရတဲ့လူတွေအများကြီးရှိတယ်ဗျတော်ဆိုးတယ်နော်ကြားဖြန်အရင်ကျေပြန့်လွန်ကြည့်တဲ့လိမ်နီးလိမ်ပုံတွေကအရင်ဆန်းတယ်ဒါတော့ကျွန်တော်တို့သိတဲ့လောက်ပဲကျွန်တော်လက်မိတဲ့လောက်ပြောပြတာခြားလိမ်နီးမျိုးစုံတွေအများကြီးရှိတယ်ပေါ့နော်အခုဒီလိန်နီးကကျွန်တော်ပြောပြမယ်ဒီလိန်နီးနားထောင်ပြီးတော့ကျွန်တော်ကိုမိုက်လဲဘေးဒင်တွေမသိတဲ့လူတွေသွားမမေးနဲ့ပေါ့နော်အလိမ်မခံအောင်လို့ကျွန်တော်တည်တည်ချာချာလေးပြောပြမယ်သူလိန်နီးလိန်ပုံပေါ့နော်ဘယ်လိုလိန်လဲဆိုတော့သူတို့တငယ်ချင်း2ယောက်ရှိတယ်ဟိုတငယ်ချင်း2ယောက်ကတယောက်ကသူကဘေးဒင်ဝါသနာပါတော့အဲ့ဒီဘေးဒင်ပြေးမှာသူကအမြဲတမ်းကြည်နေတော့သူကယုံရတယ်ပေါ့နော်တနေ့ကျသူတို့အလောက်ကင်လည်းအစင်မပြေပေါ့စိတ်တည်ညစ်တော့ဘေးဒင်ကြည်ကြမယ်တငယ်ချင်းတယောက်ကပြောတယ်အဲ့နဲ့တငယ်ချင်းတယောက်ကလည်းအေးကြည်မယ်အဲ့လိုကြည့်မယ်ပေါ့အဲ့လိုကြည့်မယ်ဆိုသူတို့ဆက်သွယ်လိုက်တာပေါ့လိုင်းပေါ်ကနေပြီးတော့သမီးတို့ဘေဒင်ကြည့်ကျင်လို့ပေါ့အဲ့နဲ့ဘေဒင်ကြည့်ကျင်နေဆိုတော့လေဟိုကလည်းကြိုးဆိုတာပေါ့ဗျာကြိုးဆိုတာပေါ့အားနဲ့ဘေဒင်ကြည့်မယ်ဆိုလို့ရှိရင်မွေးနေမွေးရက်ပြီးလို့ရှိရင်ပုံဓာတ်ပုံပေါ့ဗျာသူတို့တောင်းတယ်အဲ့နဲ့သူတို့လည်းပေးလိုက်ပေါ့ပေးလေရောကဲတခြားနားတော့ရောစပြီနော်စိတ်ဝင်စားတယ်ဟာပေးလေရောဘေဒင်ကဟောလိုက်တယ်သူတို့နေနံနေပေးရောဘယ်လိုဟောလဲဆိုတော့ဒီ2လအတွင်းမှာနင်တို့ယောဂကြီးမားဖြစ်မယ်လုံးဝဆူဆူဝါးကြီးဖြစ်မယ်ပေါ့နော်နင်တို့ဇာတာဟိုဟာဘေဒင်ကြီးရဲ့ဇာတာစစ်ကြည့်လိုက်တော့ပေါ့နော်ဒီ2လအတွင်းမှာနင်တို့ယောဂကြီးမားဖြစ်မယ်အသက်အန္တရာယ်ထိခိုက်တဲ့အထီကိုဖြစ်မယ်ပေါ့ဟိုတည်နိုင်တဲ့အထီကိုဖြစ်မယ်ပေါ့ဘေဒင်ကဟောချတာသူတို့လည်းလန့်သွားတာပေါ့လုံးသားဆိုတော့လန့်သွားတော့အားနဲ့ခတ်ပြီးအဲ့ဆိုရင်တော့ဘယ်လိုလုပ်ရမလဲပေါ့အားနဲ့ထုံးစံတိုင်းပေါ့ဗျာရေရချေရမယ်ပေါ့ရေရချေမှဒီတက်တာမယ်ပေါ့နော်ရေရချေရတော့မှအာမခံနိုင်ဘူးပေါ့နော်ဒီ2လအတွင်းမှာပေါ့နော်ဒါတက်တာမယ်ပေါ့အဲ့ဆိုလို့ရှိရင်ရေရချေမယ်ပေါ့ရေရချေဖို့ဘာတွေလိုအပ်လဲဘာညာပေါ့ဗျာရေရချေဖို့ဘာတွေလိုအပ်လဲဘာညာပြီးတော့အဲ့ဆိုလို့ရှိရင်အမွေးတိုင်းဟိုဘာပေါ့ဗျာငပြောသည်အုံသည်ဘာညာပေါ့ဗျာအများကြီးပြောမနေဘူးဗီဒီယိုရှင်းသွားမှာဆိုအဲ့လိုမျိုးလိုအပ်တယ်ပေါ့ရေရချေရမယ်ပေါ့အကဲအဲ့ဆိုရေရချေမယ်ပေါ့သမီးတို့တွေရေရချေမယ်ဆိုဘယ်လောက်ကြလဲဆိုတော့သူတွက်ပြက်တချာသူရှိမှလည်းအဲ့ဒီရေရချေမဲ့ပစ္စည်းတွေကလည်းအပြည့်စုံဗီဒီယိုကောနဲ့ပြတယ်တဲ့ဒါတွေချေရမယ်အကုန်လုံးပေါင်းတော့3သိန်းလောက်ကြမယ်ပေါ့3သိန်းလောက်ကြမယ်ဆိုတော့လည်းအေးပေါ့ခြေလိုက်မယ်ပေါ့သူတို့ကလည်းမေးချင်တာဟိုဘာအချီရေးတွေရောအိမ်အောင်ရေးတွေရောစီးပွားရေးတွေရောအလုပ်ကိုင်တွေရောဗျာအကုန်မေးတာဆိုတော့3သိန်းလောက်ကြမယ်ပေါ့အဲ့ဆိုလို့ရှိရင်3သိန်းလောက်ကတော့ဘာမှဖြစ်ဘူးဆိုပြီးတော့ငွေချင်းတယောက်3သိန်းလွှဲပေးလိုက်လွှဲပေးတော့ဒီနေ့တရားဒါဆေးလို့တော့မရဘူးပေါ့နော်နင်တို့နည်းနည်းနောက်ကျသွားပြီပေါ့နော်မနှက်ဖင်ကဘယ်ချိန်လောက်ကိုခေါ်လိုက်ဆိုသူတို့ဖုန်းခေါ်လိုက်ဆိုပြီးပြောတာဟုတ်ပြီသမီးတို့မနှက်ကြ